အရင်စိတ်လုံရှားနေရပေါ့နော်မနက်၄နာရီလောက်ကတည်းကထပြီးတော့ပြင်ဆင်ထားပင်လဲပင်မန်းနေပေါ့နော်ဒါပေမဲ့လည်းပြောစရာကောင်းပါရဲ့ဘုံယူတယ်ပေါ့ပျော်တယ်ပေါ့လောက်တာတော့ဒီနေ့တည့်ရတယ်ပေါ့နေ့အသွဲလောက်အချိန်ယူပြီးတော့ဟိုလိုက်ဖို့ဒီလိုက်ဖို့အားလုံးလိုက်ဖို့ပြီးတော့လုပ်ပြရတာပေါ့နော်ကိုသမီးတွေခွင့်ယူပါတယ်ဒီနေ့ graduation တက်ရအရင်ပြောပါရပေါ့နော်ကျွန်တော်ဒီ graduation အတွက်ကိုမနက်9နာရီလောက်ကနေထပြီးတော့ပြင်ဆင်ထားတာပေါ့အခုအရန်ကမှစိတ်လှုပ်ရှားနေပါတယ်ဒီနောက်ဆုံးတော့ assignment တွေလုပ်သွားပြီလို့ခံစားရပါတယ်ပြီးသွားပြီသမီးအခုလိုကြိုးစားအတွက်အရန်ပဲဂုဏ်ယူတော့ပါလေလို့Today is our CIC graduation 2026. I am very excited to be a part of this. This has been a very long journey for me and my friends too. Lots of assignments, lots of homework. Although those moments were very hard on us and very bad for our mental health, but still we made it past with our friends and families helping us by our side. Happy graduation to everyone. ဒီ graduation တက်ရတယ်အရန်ပျော်ရပေါ့နော်ပြီးတော့အရန်လည်းစိတ်လှုပ်ရှားနေပါတယ်ဟုတ်လဲဆိုတော့သူ့ဘာကြီးလည်းတက်ယူအောင်ပါဆိုတော့လေပြီးတော့ဒီလိုမျိုးစာရီကိုအများကြီးလောက်ခဲ့ပြီးတော့ဒီ OSSD ကိုကြော်ဖြတ်လာခဲ့ရအောင်လေအရန်ကိုမိပါရှင်အမေကတော့ဝမ်းသာပီတိဖြစ်ပါတယ်ဖေဖေလေးတိုင်းထဲလုံပါပဲဒီလိုပါပဲဝမ်းသာပီတိဖြစ်ရပါတယ်နော်ပြောနေပါရဲ့ပေါ့အကုန်လည်းပြီးသွားပြီဆိုတော့စိတ်လည်းလှုပ်ရှားပါတယ်